အားလုံးပဲမင်္ဂလာပါဒူဒူ gaming ကနေပြီးကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ One Piece ထဲက character တဦးဖြစ်တဲ့ Monkey D. Luffy တဲ့ Colony ပါသူအောင်ထုတ်ထားတဲ့ New Hero ဆိုတာအကြောင်းကိုပြပြပေးတော့ပါမယ်ဖြစ်ပါတယ်ခင်ဗျာဗီဒီယိုလေးမစတဲ့ခင်မှာဒူဒူရဲ့ channel လေးကို subscribe လုပ်ရတယ်ဦးဆိုပြီး subscribe လေးလုပ်ပေးကြပါဦးပထမဆုံးဒီ hero ကိုကြည့်ကြတဲ့မိတ်ဆွေတို့ဆက်ရှင်သိနိုင်မှာကတော့ Luffy ရဲ့ skin ထုတ်ဖို့ကိုဒီ hero ကိုထုတ်လိုက်တဲ့ပုံစံမျိုးပေါ့နော်ဒီ hero ကိုရုပ်တရက်ကြည့်လိုက်မယ်ဆိုရင်လည်း Luffy ရဲ့ Saonika ဟော Gear 5 ကိုပြင်းမြင်မိတယ်ပေါ့နော်ဒါဆိုဒီ hero ဆိုတာရဲ့ skin ပုံစံတွေကိုကြည့်လိုက်ရအောင် skin ပုံစံတွေကိုမကြည့်ခင်ပါဒီဆိုတာရဲ့ passive အကြောင်းကိုကြည့်လိုက်ရအောင်တို့ပါဒီအောက်မှာဘာတန်းလေးပါလာတယ်ပေါ့နော်ဒီဘာတန်းလေးကဘာလောက်တာလဲဆိုရင်ဒီအတန်းလေးပြီးမှဆိုတာရဲ့ ultimate ကပွင့်လာပေါ့နော်အနည်းဆက်ဆုံးကြည့်ရမယ်ဆိုရင် fat drain နဲ့ဆင်တယ်ပေါ့ဗျာနောက်ပြီးသူ့ရဲ့ skill တွေကသုံးရင်လည်းဒီဘာတန်းလေးကတတ်နေတယ်ပေါ့နော်ဒါကပထမဆုံးလာတယ်ဆိုတာရဲ့ပုံစံပါအခုကပြန်ပြီးပြောင်းလဲပေးတာဖြစ်မယ်ဗျအခုဆိုရင် normal form မှာ passive နဲ့ပဲထိုး skill နဲ့ပဲ enemy ကိုထိအောင်တုံဘာတန်းလေးကမတက်ဘူးပေါ့နော်နောက်ပြီး ultimate ကလည်းသုံးရှင်းတာနဲ့ဆက်ရှင်ခောက်တုံလို့ရအောင်လုပ်ပေးထားပါတယ်ခင်ဗျာဒါဆို skill တွေကိုကြည့်လိုက်ရအောင် skill 1ကတော့ညာတစ်ချက်ပဲတစ်ချက်ထိုးပြီးတော့နောက်ဆုံးကြတော့လက်နှစ်ဖက်လုံးနဲ့ထိုးလိုက်ရပြီပါခင်ဗျာ skill 1မှာထူးခြားသွားတာကပထမဆုံးထိုးတဲ့လက်တီချက်တွေကရွေးလို့မရဘူးဆိုရင်ပဲနောက်ဆုံးဇုံရက်ထိုးတဲ့လက်တီချက်ကတော့ကိုလိုတဲ့နေရာကိုရွှေ့လိုက်လို့ရပါတယ်ဗျာဒါကဆိုရရဲ့ skill 1ပုံစံပါခင်ဗျာဒီ skill ကိုကြည့်ရမယ်ဆိုရင်ပထမဆုံးထိုးတာကပုံမှန်ပဲဆိုပေမဲ့နောက်ဆုံးထိုးလိုက်တာက Luffy ရဲ့ကာမူဘာဇူကာအဲ့လိုမျိုးပုံစံမျိုးကိုသွားတယ်ပေါ့နော်Skill 2မှာကတော့လမ်းခုံပြီးထိုးလိုက်တာမျိုးပါခင်ဗျာနောက်ပြီးဒီ skill 2မှာကောင်းလာတာကပထမဆုံးတစ်ခုဟာဆိုရင်နေရံတွေကိုကြော်လို့မရပါဘူးဗျဒါပေမဲ့အခုပြန်ပြောင်းပေးလိုက်တဲ့အချိန်မှာတော့နေရံတွေကိုပါကြော်လို့ရတော့ပါတယ်ခင်ဗျဒါပေမဲ့အချိန်မှာ enemy hero တွေခံနေရတော့မကြော်တတ်သွားပဲနဲ့အဲ့မှာပဲရသွားတယ်ပေါ့နော်ဒါကဆိုရရဲ့ skill 2ပုံစံပါပဲခင်ဗျဒီ skill မှာလည်းကြည့်ရမယ်ဆိုရင် Luffy ရဲ့ second gear ကနေထွက်လာတယ်ကာမူ just speed တို့ပုံစံမျိုးဖြစ်နေတာပေါ့နော်ဒါကတော့ဆိုရရဲ့ normal form ကပုံစံပဲဖြစ်ပါတယ်ခင်ဗျဒါဆိုနောက်ထပ်တစ်ခုဖြစ်တဲ့ ultimate ကိုကြည့်ရမယ်ဆိုရင်ဒီ ultimate မှာဆိုရင်ညာဘက်ကိုဆွဲရင် overwhelm ပုံစံကိုပြောင်းမယ်ဘယ်ဘက်ကိုဆွဲရင်တန်တာ flat ပုံစံကိုပြောင်းတော့ပါမယ်ခင်ဗျဒီ ultimate ကိုကြည့်ရမယ်ဆိုရင်လည်း Luffy နဲ့အလားတူပါပဲ Luffy ရဲ့ဘယ် gear တတူလဲဆိုရင် gear 4နဲ့တတူတယ်ပေါ့နော် One Piece ကိုကြည့်တဲ့မိတ်ဆွေတွေဆိုရင်သိကြလိမ့်မယ်လို့ထင်ပါတယ်ပေါ့နော်ဘာလို့ဆိုရင်ဒီ gear 4မှာ form အနေနဲ့၃မျိုးပါလာတာပေါ့ကွနော်ပထမဆုံး form က Guzman ဒုတိယ form က Tatman တတိယ form ကတော့ Statement ဆိုပြီးတော့၃မျိုးပါဝင်တာပါခင်ဗျဒီဆိုမှာလည်းညာဘက်ကိုဆွဲတဲ့ form မှာဆိုရင် Boostman နဲ့တတူတယ်ပေါ့နော်နောက်ထပ်ဘယ်ဘက်ကိုဆွဲရင်ပြောင်းသွားတဲ့ form ကတော့ Statement form နဲ့လုံးဝကိုတူနေပါတယ်ခင်ဗျဒါဆိုညာဘက်ကိုဆွဲတဲ့ form ဘက်ကိုကြည့်လိုက်ရအောင်ဒီ form ကိုပြောင်းတော့တဲ့အခါကျရင်ကိုရ rate ထဲမှာရှိတဲ့ enemy တွေအကုန်လုံးကိုဆွဲစုလိုက်တာမျိုးပါခင်ဗျနောက်ပြီးဒီ form မှာဆိုရင် damage အများကြီးမထွက်ပေမဲ့ defense ဘက်ကိုသွားပါတယ်ခင်ဗျပြောမှဆိုရင်မာပြီးတော့အကျန်းခံတယ်ပေါ့ဗျာဒါဆိုသူ့ရဲ့ skill တွေကိုကြည့်လိုက်ရအောင် skill 1ကတော့ normal form နဲ့တူပါပဲဒါပေမဲ့5ချက်ထိုးရမယ့်နေရာမှာ3ချက်ပဲထိုးတော့ပါတယ်ဗျဒါပေမဲ့နောက်ဆုံးတစ်ချက်မှာ stun effect ပါထည့်ထားပေးပါတယ်ဗျSkill 2ကတော့ normal form နဲ့မတူပါဘူးခင်ဗျ Skill 2မှာဗာများပြောင်းလဲသွားလဲဆိုရင်သူ့ရဲ့ Skill 2ကိုသုံးလိုက်တဲ့အခါကျရင်ထိုင်ငယ်ရဲ့ Skill 2လို့ပါပဲပြီးရင် enemy ကိုပါသွန်ထုတ်သွားပါတယ်
အဲ့ဒါအပြင်ကိုမားလက်သီးနဲ့မှာတစ်ချက်ထပ်ထိုးပါသေးတယ်ဗျာစကေး3ကကြတော့အောက်ကဘာတန်လေး၅ခုပြည့်သွားမှတာသုံးလို့ရတယ်ပေါ့နော်စကေး3ရဲ့ပုံစံကတော့အပေါ်ကနေပြီးတော့လက်သေးရည်နဲ့ထိုးတဲ့ပုံစံမျိုးပါခင်ဗျဒီစကေး3ကိုကြည့်ရမယ်ဆိုရင်လည်းလူဖီနဲ့လာတူပါပဲခင်ဗျပြောမယ်ဆိုရင်လူဖီရဲ့ကာဘူကတ်စ်လေးတဲ့ကိုတူနေပါတယ်ခင်ဗျဒါဆိုနောက်တစ်ခုဖြစ်တဲ့ဘယ်ဘက်ကိုဆွဲရင်ပြောင်းသွားတဲ့ file ပါဆိုရင်ကိုယ်မှာရှိတဲ့ HP အကုန်လုံးကို attach speed ဖြစ်ပြောင်းသွားတယ်ပေါ့နော်ဒါဆိုသူ့ရဲ့ scale တွေကိုကြည့်လိုက်ရအောင် scale 1ကတော့ normal file နဲ့တူတယ်ဒါပေမဲ့ normal file နဲ့မတူတာကဒီ standard frame မှာကြာတော့လက်တီထိုးတာကမြင်သွားတယ်ပေါ့နော်အချက်ရည်က5ချက်လုံးပါဝင်ပါတယ်ဗျစကေး2ကတော့ normal file နဲ့ overweight file နဲ့မတူပါဘူးဗျဒီ standard frame ရဲ့ scale 2က2ရက်အပြင်ကိုမှ hero တွေကိုပါဘလင်းလို့ရတာတော့ပါတော့ဒီဘလင်းတဲ့နေရာမှာလည်း damage ပါတစ်ခါလေးပေးပါလိမ့်တယ်ဗျစကေး3ကတော့ overweight file ကဟာနဲ့တူပါပဲအောက်ကဘာလဲပြင်မှာသုံးလို့ရမယ်တုံးလိုက်တဲ့ပုံစံကလည်းကောင်းမှု gas lane ပုံစံပါပဲခင်ဗျဒါဆို hero luffy မဟုတ်ပါဘူးဆိုတာကိုမိတ်ဆွေတို့ကရောဘယ်လိုမြင်လဲခင်ဗျမိတ်ဆွေတို့ရဲ့အမြင်လေးတွေကို comment မှာချရေးပေးခဲ့ကြပါဦးဒါဆိုဒီနေ့ဗီဒီယိုကိုဒီလောက်နဲ့ပဲအဆုံးသတ်ပြရစီနောက်လည်းပိုကောင်းတဲ့အကြောင်းအရာနဲ့အတူတူပြန်လာမှာဖြစ်လို့ channel လေးကို subscribe လုပ်ရတယ်ဆိုရင် subscribe လေးလုပ်ပေးကြပါဦးကျွန်တော်တူတူပါပြန်တွေ့ကြတာပေါ့